ဒီနေ့ကတော့ဒီလူအပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့ပေါ့ဒီဇင်ဘာ10ရက်နေ့ပေါ့ဒါဒီဇင်ဘာ10ရက်နေ့ရဲ့အတွက်အမှတ်တရစကားတခုကျွန်တော်ပြောပါဆိုရင်တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာမှာလူခွင့်ရေးချိုးဖောက်မှုတွေအပြည့်အဝအခုချိန်ထိရှိနေတော့မယ်လူခွင့်ရေးနေ့ကျင်းပလာခဲ့တာလူခွင့်ရေးကျညာစာတမ်းတွေရေးသားလာခဲ့တာကြာခဲ့ပြီလူခွင့်ရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်နေရလဲကြာပြီဒါပေမဲ့ဒီနေ့ချိန်ထိလူခွင့်ရေးချိုးဖောက်မှုတွေရှိနေတယ်အခုအထူးသဖြင့်ကျွန်တော်တို့ပြည်တွင်းစစ်ဖြစ်နေတဲ့ကျွန်တော်မြန်မာနိုင်ငံလိုနိုင်ငံမျိုးပေါ့နော်ဒီနိုင်ငံမှာနှစ်ဖက်စလုံးကနေမှလူခွင့်ရေးချိုးဖောက်မှုတွေရှိနေအောင်တွေ့ရတယ်စစ်ကောင်စီဘက်ကလည်းလူခွင့်ရေးချိုးဖောက်မှုတွေရှိနေသလိုတော်လိုင်းအင်အားစုတွေဘက်ကလည်းလူခွင့်ရေးချိုးဖောက်မှုတချို့ကြုံနေရတာပဲအဲ့တော့ဒါကဘေးထွက်ဆိုးကျိုးလို့ကျွန်တော်မြင်တယ်ဘလို့ဘေးထွက်ဆိုးကျိုးလဲဆိုတော့လူအခွင့်ရေးအကြောင်းကိုကြည်ကြည်ညက်ညက်ကျွန်တော်တို့လေ့လာထားတာမရှိဘဲနဲ့တနက်ကင်တဲ့အတွက်ဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးပေါ့နော်အဲ့တော့တစ်ဖက်မှာကျွန်တော်တို့လူခွင့်ရေးချိုးဖောက်တဲ့ရန်သူကိုတော်လှန်တဲ့အခါမှာကျွန်တော်တော်လှန်ရေးအင်အားစုဘက်ကလူခွင့်ရေးကိုလေးစားလိုက်နာဖို့ပို့ပြီးလိုအပ်တယ်ဒီလူခွင့်ရေးလေးစားလိုက်နာတဲ့တော်လှန်ရေးတပ်တွေတော်လှန်ရေးတပ်သားတွေရှိမှသာလေပြည်သူလူထုကယုံကြည်ကိုးစားလို့ရပြီးတော့ကျွန်တော်တော်လှန်ရေးအတွက်ပြည်သူကပို့ပြီးတော့မှတက်တက်ကြွကြွပါဝင်လှုပ်ရှားလာမယ်ပို့ပြီးတက်တက်ကြွကြွထောက်ခံပံ့ပိုးလာမယ်ဒါမှကျွန်တော်တော်လှန်ရေးရလက်ကအောင်မြင်မယ်ပန်းနိုင်ကိုရောက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလက်ရှိလူခွင့်ရေးချိုးဖောက်မှုတွေကိုတေးသေးချာချာမှတ်တမ်းမှတ်ရနဲ့ပြုစုထားပြီးတော့မှချိုးဖောက်တဲ့နှစ်ဖက်စလုံးကလူတွေကိုအပြစ်ပေးရေးယူမှုပေါ့နော်လုပ်ငန်းတွေလှုပ်ဆောင်ဖို့အရန်ရေးကြည့်တယ်အခုအချိန်မှာတော်လှန်ရေးကာလဖြစ်တယ်ဂျားကာလဖြစ်တယ်ဆိုပြီးတော့ဒီကျွန်တော်တို့အရေးယူအပြစ်ပေးတဲ့လုပ်ငန်းစဉ်တွေပြပြမပေါ်ပေါက်လာဘူးဗျာတော့မရင်းကျင်သွားတယ်ဒါပေမဲ့အဲ့လူကအခုချိန်ထိလွတ်နေတော့မယ်လူတက်သွားတယ်အဲ့လူကအခုချိန်ထိဘာမှမဖြစ်ဘူးเนาะအရေးယူမခံရဘူးဒီလိုကိစ္စမျိုးတွေအများကြီးကြားနေရတဲ့အခါကျတော့ကြာလာလို့ရှိရင်ပြည်သူလူထုကတော်လှန်ရေးပေါ်မှာစိတ်ပြတ်သွားတာမျိုးတွေရှိလာနိုင်တယ်ဒါကြောင့်မလို့ဒီကဲကိုတိတိကျကျအရေးယူဖို့လိုအပ်တယ်ဗျအဲ့လိုလိုအပ်ဖို့ဆိုတာလဲအဖွဲ့အစည်းတွေကိုကျွန်တော်အပေါ်ယံကြောပြောင်းလဲလို့မရဘဲနဲ့အဲ့အဖွဲ့အစည်းတွေရဲ့ attitude တွေအဲ့အဖွဲ့အစည်းတွေရဲ့ယုံကြည်မှုတွေ belief တွေအဲ့အဖွဲ့အစည်းတွေရဲ့တမိုးထားမှုတွေ value တွေကိုကျွန်တော်တို့ကတည်တည်ချာချာစမ်းစစ်ပြီးတော့မှပြောင်းလဲဖို့လိုအပ်တယ်အဲ့လိုပြောင်းလဲအနှစ်သာရရှိတဲ့ပြောင်းလဲမှုလုပ်ပြီးတော့မှလူခွင့်ရေးကိုပုံမလေးစားလိုက်နာတဲ့တော်လှန်ရေးတပ်ဖွဲ့တွေလူခွင့်ရေးကိုပုံမလေးစားလိုက်နာတဲ့တော်လှန်ရေးအစိုးရတွေလူခွင့်ရေးကိုပုံမလေးစားလိုက်နာတဲ့တော်လှန်ရေးအင်အားစုတွေအမြောက်အများပေါ်ပေါက်လာမှသာလေကျွန်တော်တို့ကဒီတော်လှန်ရေးဟာရှေ့ကိုရောက်ပြီးတော့ကျွန်တော်တို့ရဲ့လူခွင့်ရေးချိုးဖောက်နေတဲ့ရန်သူကိုတိုက်တဲ့နေရာမှာလဲကျွန်တော်တို့ဘက်ကအသာစီးရလိမ့်မယ်ပို့ပြီးတော့မှပြပြနဲ့အောင်မြင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ဗျအဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဟာဒီလူခွင့်ရေးကိုကျွန်တော်တို့အနေနဲ့ပေါ့ပုံမလေးစားလိုက်နာတဲ့တော်လှန်ရေးတရက်ဖြစ်ပေါ်လာစေဖို့ရာကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်